မင်္ဂလာပါအခုကတော့ဒီ map ပုတ်မှာကျွန်တော်တို့ VPN ဘယ်လိုထည့်ရမလဲဆိုတော့ပြပြမှာဖြစ်ပါတယ်ဆိုရင်တော့ကျွန်တော်တို့ကဒီ App Store ကိုသွားမယ်App Store မှာကျွန်တော်ကဘာလေးကိုရိုက်ရှာမလဲဆိုတော့ဒီ Setup VPN ဆိုပြီးတော့ရိုက်ရှာလိုက်ပါပြီးတော့ဒီအဝါလေးပေါ့နော်ဒီ Setup VPN EC Fast VPN ဆိုတာလေးပေါ့နော်ဒါလေးကိုကျွန်တော်ဒီ get ကိုနှိပ်လိုက်မယ်ပြီးဒီမှာ OK ကိုဆက်ပြီးတော့နှိပ်လိုက်မယ်ဒါဆိုတော့ဒီမှာစပြီးတော့ဒါ install လုပ်နေပါပြီဒါလေးကိုပြီးအောင်ဆောင်လိုက်ပါမယ် install ရပြီးတော့ဆိုတော့ဒီ open လေးကိုနှိပ်ပြီးတော့ဒီ VPN လေးကိုဖွင့်လိုက်ပါမယ် accept and continue ကိုနှိပ်လိုက်မယ် continue to VPN ဆိုတာလေးကိုနှိပ်လိုက်မယ်ပြီးဒီမှာ I agree ကိုနှိပ်မယ် I confirm ကိုနှိပ်မယ် continue ကိုဆက်ပြီးတော့နှိပ်လိုက်မယ်ပြီးတော့ဒီမှာသူပြထားတဲ့ဒီစာလေးကိုဒီမှာရိုက်ထည့်ပေးလိုက်ပါမယ်ပြီးရင် continue ကိုနှိပ်လိုက်မယ်ဒါဆိုတော့ဒီမှာဒီအထဲကိုပွင့်သွားပြီဆိုတော့ဒီမှာကိုချိတ်ချင်တဲ့ဒီ country လေးကိုရွေးပြီးတော့ချိတ်လို့ရပါတယ်ကျွန်တော်ကတော့ဒီမှာ US ကိုစမ်းပြီးတော့နှိပ်ကြည့်ပါမယ်ဒီမှာ connecting ဆိုပြီးပြတယ်ပြီးတော့ဒီမှာ connected ဆိုပြီးတော့ပြသွားပါပြီဒီလိုလေး connected လို့ပြပြီဆိုရင်တော့ကျွန်တော်တို့ကသွားပြီးတော့စမ်းကြည့်ပါမယ်ဒီမှာ Chrome ကိုဖွင့်ပြီးတော့ဒီမှာ facebook.com လို့ရိုက်ကြည့်လိုက်မယ်ကဲဒါဆိုတော့ဒီ Facebook website လေးပွင့်လာပါပြီ